အဲ့လိုစိတ်ပေါ်မှာကောင်းလားရေဓမ္မအကျဉ်ဖြစ်မြခန္ဓာ၅ပါးယုံနေတရားတို့သည်ဟေတုပဘာဝအကြောင်းရှင်ဆိုအကြောင်းနဲ့ခြုံညနိရောဓကိုအဖကောတော်မြတ်စွာဘုရားဟောတယ်တဲ့ကြားလားအဲ့လိုစိတ်ပေါ်မှာကောင်းလားအကြောင်းအကျိုးသိဖို့လိုတာဗျာတရားထင်တဲ့အကြောင်းကျိုးသိဖို့ဈေးရန်သွားတဲ့အကြောင်းကျိုးသိဖို့ရဲ့နဲ့အကြောင်းကျိုးသိဖို့လျှောင်းတဲ့အကြောင်းကျိုးသိဖို့စားရင်လည်းအကြောင်းကျိုးသိဖို့ချုပ်လွာရမှာလို့ရမှာစဉ်းစားဖို့မကောင်းလားအခုထိုင်တာတခုတည်းသွားရင်လည်းမလို့စားရင်လည်းမလို့လျှောင်းလည်းမလို့ဖြားလားမိုးတိတ်ကိုတည်းမှာပါလေရီချိုးသွားမယ်တဲ့ရီချိုးသွားမယ်ချောင်းထဲကိုမြေထဲရီချိုးသွားမယ်ရီချိုးသွားရင်လည်းအလုံးလုံးပလားတဲ့ဟောမိုးကသွားရင်လည်းအလုံးလုံးတယ်သွားရင်လည်းအလုံးလုံးမှာပြန်ခါမှထမင်းစားမယ်ရီချိုးသွားမယ်အပြန်မှထမင်းစားတယ်စားပြီးတရေအိတ်မယ်အိပ်ပြီးခါမှတရားထိုင်မယ်လေကဲအပြန်လည်းလုံးလို့ရတယ်အသွားလည်းလုံးလို့ရရီချိုးလည်းလုံးလို့ရတယ်စားရင်လည်းလုံးလို့ရတယ်မရဘူးလားမရပါဘူးဗျာကဲထမင်းစားမယ်အဲ့ဒါလိုလေ့လာမယ်ဆိုရင်ဟောမြင်ဆဲနှစ်ကွကြားဆဲနှစ်ကွနားဆဲနှစ်ကွစားဆဲနှစ်ကွထိဆဲနှစ်ကွကြံဆဲနှစ်ကွသုံးခုတည်းမေဃနိရောဓကဲမေဃနဲ့နိရောဓမှာပါတော့ကဝေဒနာပစ္စယတဏှာကူးပြီတင်ညာပစ္စယတဏှာကူးပြီသင်္ခါရပစ္စယတဏှာကူးပြီဝိညာဏပစ္စယတဏှာကူးပြီယူပပစ္စယတဏှာယူပဆိုတော့ယုတ်နော်ဩသူ့ကိုမြဲတာရည်စိနီးတယ်လာဝေးယူပပစ္စယတဏှာသူ့မြဲတယ်မြင်ကတ်တယ်လာပြီယူပပစ္စယဒေါသလာပြီကုသရောတာဟေးကဲယူပခန္ဓာလို့သိအနိစ္စလို့သိယူပခန္ဓာသိတော့ကပုဂ္ဂိုလ်တ attva တွေ့သိရလားသိတိမကြုံလားအမျိုးသမီးလားယူပခန္ဓာအမျိုးသားလားယူပခန္ဓာဒိဋ္ဌိမကြုံလားအဲ့ဒါယုတ်တရားလည်းဖောက်ပြန်ပြီးတော့မပြည့်လားပြည့်ရယူပခန္ဓာတွေ့တယ်လားမရှိလားမရှိတာအနိစ္စလို့ဟောမဟောသိတာမေကလို့ဟောမဟောတဏှာလားသိရဥပါဒံလားသိရကဲနှစ်ကသုံးခုသိရလားအဲ့ဒါယူပခန္ဓာနိရောဓတဏှာနိရောဓကဲဖြစ်ဖြစ်ဒုက္ခသစ္စာမဟုတ်ဘူးလားဒါယူပခန္ဓာနိရောဓတဏှာနိရောဓကဲသူတို့မသိတော့ယူပဖြစ်စတဏှာသူ့မြဲတာရည်စည်နီးတယ်သူ့မြဲတာမြင်ချင်းကတ်တယ်လာပြီကုတော့တာကွာအဲ့ဒါကိုသူတို့သိတော့ကဟော6တော့ရမှာလေ့လာဖို့မလွယ်ဘူးလားကုသိုလ်တော့မသိတော့ဘယ်လိုလုပ်ရမှန်းမသိဘူးဒီနေ့လဲထိုင်ငုတ်တော့ဒီနေ့လဲထိုင်ငုတ်တော့ကိရိတာကလှုပ်လို့ပါမရှိ